Fish Attic ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့စားပွဲဆောင်ငနီတူ6ကြော်လေးကိုကြော်ပြပေးသွားအလုံးပဲဆက်လက်ကြည့်ရှုပေးကြပါအောင်ရှင်ငနီတူ6လေးတွေကိုတတ်စင်တော့အောင်ရေလေးနှစ်ထပ်လောက်ဆေးလိုက်ပါမယ်ရှင်ငနီတူ6လေးတွေကိုရေစစ်ထားပါမယ်ရေစစ်ပြီးပြီဆိုလို့ရှိရင်တော့အချိုမုံနဲ့အသားရလေးနေနိုင်ပါမယ်အိုးရဲကိုစီထဲနည်းနည်းမုံလေးထည့်ပြီးတော့အချိုမုံနဲ့နေထားတဲ့ငနီတူ6လေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်အခုလိုမျိုးငနီတူ6လေးတွေရဲလာပြီဆိုလို့ရှိရင်တော့ကျက်သွားပါပြီရှင်။6ကြော်လေးစီကိုတော့ပြန်တော့မသုံးတော့ပါဘူးเนาะကျမကြီးနဲ့မညီညွတ်တဲ့အတွက်ကြောင့်မို့လို့အိုးတစ်လုံးကိုယူပြီးတော့နောက်ထပ်စီထည့်ပြီးတော့ကြက်သွန်လေးတွေကိုစီတက်ပါမယ်ရှင်။ကြက်သွန်လေးတွေကိုတော့10လုံးခန့်သုံးထားပါတယ်။ငနီတူ6က10ထားသုံးထားပါတယ်။ပြီးလို့ရှိရင်တော့အပေါ်ကနေပြီးတော့ဖြူဖို့အတွက်ရေပဲဆန်လေးကိုလည်း10သားထပ်ပြီးတော့သုံးထားပါတယ်။ခုတော့ကြက်သွန်လေးတွေကိုစီတက်ပါမယ်။ကြက်သွန်လေးတွေရွှေရောက်တန်းလာပြီဆိုလို့ရှိရင်တော့ဘေးကိုဖယ်ထားပြီးတော့ငရုတ်သီးအစိမ့်မှုတ်3စုံထည့်ပါမယ်။ညီမတို့ကကြောင့်အဆက်ကြောက်တဲ့အတွက်ငရုတ်သီးအစိမ့်မှုတ်ကိုပေါ့နော်3စုံပဲထည့်ပေးထားပါတယ်။အဆက်မကြောက်တဲ့သူတွေကပေါ့နော်ကိုစားနိုင်တဲ့ပမာဏလောက်ထိထည့်ပြီးတော့ကြော်လို့ရပါတယ်ရှင်။အခုကတော့ငရုတ်သီးအစိမ့်မှုတ်လေးတွေကိုကြက်သွားအောင်ကြော်နေတာပါ။အဲ့ပြီးတော့အချိုမှုတ်လေးအနည်းငယ်ထည့်ပါမယ်။ငံပြားရည်အနည်းငယ်ထည့်ပြီးတော့ကြော်ပါမယ်။ပြီးတော့ငနီတူ6လေးထည့်ပြီးတော့ကြော်ပါမယ်ရှင်။အပေါ်ကနေပြီးတော့မြေပဲဆန်လေးတွေထည့်ပါမယ်။ဒီပဲဆန်လေးဒီနဲ့ပါထည့်ကြော်လို့ရှိရင်တော့ပို့ပြီးတော့စားလို့ထမင်းငိမ့်စီပါရဲ့ရှင်ခုဆိုရင်တော့မှုေးပြန်ပြီးတော့အရသာရှိလာတဲ့ငနီတူ6ကြော်လေးကိုစားသုံးလို့ရပါပြီကြည့်ရှုပေးတဲ့တယောက်ချင်းစီကုန်လုံးကျေးဇူးတင်ပါတယ်